Israel အတွက်အီရန်စစ်ပွဲကအမေရိကန်ဒေါ်လာဘီလီယံနဲ့ချီကုန်ကျခဲ့တဲ့အခြေအနေ Israel ကိုစစ်ရေးအရဝင်တိုက်မယ်လို့တူရကီသမ္မတကြုံဝါလာတဲ့ကိစ္စတွေအပြင်အမေရိကန်နဲ့အီရန်ကြားမှာရုရှားဝင်ပါလာတာပြီးတော့အီရန်နဲ့စစ်ပွဲပြန်စားဖို့ Israel ကပြင်ဆင်နေပြီဆိုတဲ့သတင်းတွေအားလုံးတပြိုင်နက်တည်းထွက်ပေါ်လာပါတယ်ဒီသတင်းကို AB12 ရက်နေ့ Israel စံတော်ချိန်ညပိုင်းမှာထုတ်ပြန်ခဲ့တဲ့ Jerusalem Post The Time of Israel နဲ့ I24 သတင်းဌာနတွေရဲ့ဖော်ပြချက်တွေကနေကူကားပြီးတော့ပြောပြသွားမှာပါ။ Israel ဗဏ္ဍာရေးဝန်ကြီးဌာနရဲ့ကနဦးခန့်မှန်းချက်တွေအရအီရန်နဲ့ဖြစ်ပွားခဲ့တဲ့စစ်ပွဲဟာ Israel အတွက်ဗဏ္ဍာရေးအသုံးစရိတ်ရှက်ကယ်35ဘီလီယံအမေရိကန်ဒေါ်လာနဲ့ဆိုရင်17.5ဘီလီယံလောက်ကုန်ကျမယ်လို့သိရပါတယ်။ဒီကုန်ကျစရိတ်တွေထဲမှာကာကွယ်ရေးနဲ့စစ်ရေးအသုံးစရိတ်ကရှက်ကယ်22ဘီလီယံရှိပြီးအဲ့ဒီပမာဏကို2026ခုနှစ်ဘတ်ဂျက်ထဲမှာထည့်သွင်းထားပြီးဖြစ်ပါတယ်။တိုက်ရိုက်ဒုံးကျည်ထိမှန်မှုတွေစီးပွားရေးထိခိုက်မှုတွေနဲ့ဝန်ထမ်းတွေရဲ့လစာမဲ့ခွင့်တွေအတွက်ရော်ကြေးပေးရမယ့်ပမာဏကတော့ရှက်ကယ်12ဘီလီယံလောက်ရှိမယ်လို့သိရပါတယ်။နောက်ထပ်ရှက်ကယ်1ဘီလီယံကိုတော့ဆေးရုံအသုံးစရိတ်တွေနဲ့အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေအတွက်သုံးစွဲထားတာပါ။ဗဏ္ဍာရေးဝန်ကြီးဌာနကတော့သူတို့ဝန်ကြီးဌာနရဲ့တာဝန်ယူမှုရှိတဲ့စီမံခန့်ခွဲမှုတွေဟာအခုလိုအီရန်ကိုရင်ဆိုင်ရာမှာအောင်မြင်မှုတွေရဖို့အဓိကအကြောင်းရင်းတွေဖြစ်တယ်လို့ချီးကျူးထားပါတယ်။ဒီကုန်ကျစရိတ်ကအမေရိကန်ရဲ့ကုန်ကျစရိတ်17.3ဘီလီယံနဲ့ခက်ဆင်ဆင်တူပေမဲ့အီရန်ဘက်ကတော့ဒေါ်လာ145ဘီလီယံလောက်ဆုံးရှုံးမယ်လို့ခန့်မှန်းထားကြပါတယ်။ဒီလိုကြီးမားတဲ့ကုန်ကျစရိတ်တွေရှိနေပေမဲ့အစ္စရေးဘက်ကတော့အီရန်နဲ့ပြည်ပခပြန်စားဖို့ပြင်ဆင်နေပါပြီ။ဒီဘရူရုပ်တန်လိုင်းတွေကနေတပြိုင်နက်တည်းပေါက်ကြားလာတဲ့သတင်းတွေအရအစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ဟာအီရန်ကိုပြန်လည်ရင်ဆိုင်ဖို့အတွက်စစ်ရေးအရာအရှိန်မြင့်ပြင်ဆင်နေပြီလို့ဆိုပါတယ်။တစ်ဖက်မှာလည်းတူရကီသမ္မတအာဒိုကန်ကအစ္စရေးကိုစစ်ရေးအရာဝင်ရောက်ဆွဲဖက်နိုင်တယ်လို့ချိန်ချောက်လာပါတယ်။အစ္စရေးဟာပါလက်စတိုင်းနဲ့လက်ဘနွန်မှာလူခွင့်ရေးချိုးဖောက်နေတယ်လို့သူကဆွဆွဲပြီးအရင်ကကာရာဘတ်နဲ့လစ်ဗျားကိုဝင်ရောက်ခဲ့တယ်လို့မျိုးအစ္စရေးကိုလည်းဝင်ရောက်ဖို့ဝန်လေးနေမှာမဟုတ်ဘူးလို့ကြုံဝါခဲ့တာပါ။ဒီပြောဆိုချက်တွေအပေါ်အစ္စရေးအမွေနဲ့ရေးရာဝန်ကြီးကပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်။အာဒိုကန်ဟာအင်ပါယာတီထောင်ချီနေတဲ့စစ်ကူးရင်အာနာရှင်တူဖြစ်တယ်လို့သူကဝေဖန်ခဲ့ပြီးတူရကီသားဆိုက်ပရပ်မြောက်ပိုင်းနဲ့ကတ်နယ်မြေတွေကိုကျူးကျော်ထားတာဖြစ်တယ်လို့အာမေးနီးယန်လူမျိုးတုံးတပ်ဖြတ်မှုတွေလုပ်ခဲ့တာလို့ပြန်လည်ပြီးတော့ထောက်ပြခဲ့ပါတယ်။ဒါအပြင်တူရကီနဲ့တန်တမန်ရေးရာအဆက်အသွယ်ဖြတ်တောက်ဖို့ကိုတောင်သူကအကြံပြုထားပြီးအာဒိုကန်ဝန်ကြီးချုပ်နေတန်ယာဟုရှေ့မှာလူထောက်နေတဲ့ပုံကိုလည်းလူမှုကွန်ရက်ပေါ်မှာတင်ခဲ့ပါတယ်ဒီလိုတင်းမာမှုတွေဟာပြီးခဲ့တဲ့တောက်ကြနေ့ကတူရကီတရားရုံးတစ်ခုကနေဝန်ကြီးချုပ်နေတန်ယာဟုအပါအဝင်အစ္စရေးထိပ်ပိုင်းခေါင်းဆောင်35ဦးကိုဂါဇာရေရင်တန်းကိစ္စနဲ့ပတ်သက်ပြီးဖောင်းရန်ထုတ်ခဲ့တာကြောင့်ပုံမှုပြီးတော့ဆိုးရွားလာတာပဲဖြစ်ပါတယ်အရှိလေပိုင်းစစ်ရေးတင်းမာမှုတွေကြားမှာရုရှားသမ္မတပူတင်ကလည်းကြားဝင်စစ်ဆက်ဖို့ကမ်းလှမ်းလာပါတယ်။ပူတင်ဟာအီရန်သမ္မတနဲ့ဖုံးပြောဆိုခဲ့ပြီးတရားမျှတပြီးရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးရဖို့အတွက်အမေရိကန်နဲ့အီရန်ကြားမှာနိုင်ငံရေးတန်တမာရေးအရာကြားဝင်ဆောင်ရွက်ပေးဖို့အသင့်ရှိတယ်လို့ပြောဆိုခဲ့တာပါ။အလားတူပဲပါကစ္စတန်နိုင်ငံကလည်းရပ်တန့်နေတဲ့အမေရိကန်နဲ့အီရန်ဆွေးနွေးပွဲတွေပြန်စနိုင်ဖို့အပြင်းထန်ကြိုးစားနေတယ်လို့သတင်းတွေကဖော်ပြနေပါတယ်။လက်ဘနွန်စစ်မျက်နှာမှာတော့လက်ဘနွန်ဝန်ကြီးချုပ်ကအစ္စရေးနဲ့ဟစ်စဘိုလာစစ်ပွဲကိုအဆုံးသတ်ဖို့နဲ့လက်ဘနွန်တောင်ပိုင်းကနေအစ္စရေးတပ်ဖွဲ့တွေဆုတ်ခွာသွားအောင်အစွမ်းကုန်ကြိုးပမ်းနေတယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့လက်ဘနွန်တောင်ပိုင်းမှာတာဝန်ကျနေတဲ့ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ကတော့အစ္စရေးတပ်ဖွဲ့တွေဟာသူတို့ရဲ့လွတ်လပ်စွာတွာလာခွင့်ကိုထိခိုက်အောင်လှုံ့ဆော်နေတယ်လို့ပြင်းပြင်းထန်ထန်ဆွဆွဲထားပါတယ်။ဒီတော့အခြေအနေအားလုံးကိုခြုံငုံကြည့်လိုက်ရင်တစ်ဖက်မှာစစ်ပွဲကုန်ကျစရိတ်တွေနဲ့ပြင်ဆင်မှုတွေရှိနေတယ်လို့အခြားတစ်ဖက်မှာလည်းနိုင်ငံတကာအကြောင်းစစ်ဆက်ဖို့စ조사နေတာတွေပြီးတော့တူရကီလိုနိုင်ငံမျိုးကချင်းချောက်လာတာတွေနဲ့ရှုပ်ထွေးလွန်းလာတဲ့ပထဝီနိုင်ငံရဲ့အကျက်တဲကြီးဖြစ်နေတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်